မင်္ဂလာပါ The Fry ပါကျွန်တော်ဒီနေ့ The Fry ကို product လေးအသစ်တစ်မျိုးဝင်တယ်အဲ့ကောင်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းလို့ပါဟုတ်ပြီနော်ဒီနေ့ဝင်တာကျွန်တော်တို့က The Fry 4G portable Wi-Fi 6 CPE ဆိုပြီးမှ product လေးတစ်မျိုးဝင်တယ်ဒီကောင်ကျတော့ဘာတွေအဆင်ပြေတော့ဆိုကျွန်တော် CCTV တွေသုံးမဲ့လူတွေဟုတ်နော် CCTV set တွေကိုကျွန်တော်တို့Wi-Fi မရတဲ့နေရာမှာကျွန်တော်တို့က router set လေးခံပြီးတော့မှသုံးမဲ့လူတွေအဆင်ပြေမယ်နောက်ပြီးတော့မှဘယ်လူတွေသုံးလို့အဆင်ပြေတယ်လို့ဆိုရင်ကျွန်တော်တို့ desktop computer တွေအဲ့အတွက်လည်းအဆင်ပြေမယ်ပေါ့နော်ဘာလို့လဲသူကဘာထူးခြားတာတုံးဆိုရင်ဒီကောင်က LAN port လေးပါလာတယ် LAN port လေးပါလာဖြစ်တဲ့အတွက်ကျွန်တော် desktop computer တွေသုံးမလားဒုမဟုတ်ကျွန်တော်တို့ router set တွေသုံးမလားဟုတ်နော်ဒုမဟုတ် Wi-Fi မရတဲ့ကျွန်တော်တို့ laptop computer တွေသုံးမလားဟုတ်နော်ဒီကောင်တွေအတွက်ကိုကျွန်တော်တို့ကအဆင်ပြေလာတယ်ပေါ့နော်ဟုတ်ပါနော်အဆင်ပြေလာတယ်နောက်ပြီးတော့မှဒီကောင်က quick chat ရလာတယ် quick chat ရတာဖြစ်တဲ့အတွက်အားတွင်းတာလည်းမြန်လာမယ်အားပြန်ထုတ်ပေးတာလည်းမြန်လာမယ်ပေါ့နော်နောက်ပြီးဒီကောင် nano sim ဖြစ်သွားတယ် nano sim ဖြစ်တော့ကျွန်တော် sim ကအသေးလေးနဲ့ပဲဒီကနေအရွယ်တကူဖြုတ်တက်လုပ်လို့ရမယ်ဟုတ်ပြီအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ကဟုတ်ပါနော် 4G CPE လို့ကျွန်တော်နာမည်ပေးထားတယ်ဘာကြောင့်ဆိုရင်ကျွန်တော်ဒီ LAN port ချိတ်ဆုပ်လို့ရတာလေးပါလာဖြစ်တဲ့အတွက်ဟုတ်ပါနော်ဒီကောင်ကကျွန်တော်တို့ battery mAh 1000ပဲပုံမှန်ကျွန်တော်တို့ define set တွေနဲ့အတူတူပဲဒါပေမဲ့ဒီကောင်လေးကျတော့ကျွန်တော်တို့ကျွန်တော်ငကို set တွေထက်ကိုကျွန်တော်တို့ကဘာဖြစ်သွားမလို့ဆိုရင်ပိုရှည်သွားမယ်ပေါ့နော်နေပိုရှည်သွားမယ်ဟုတ်နော်ဒီကောင်ကတိုင်ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ line ဆွဲရလေးပိုကောင်းမယ်ပေါ့နော်ခဏတော့ကကျွန်တော်တို့ငကိုရောင်းနေတဲ့ set တွေနဲ့ကွာခြားချက်ခုကကျွန်တော်တို့ကဒီ LAN port လေးပါလာမယ် quick chat ရလာမယ်ပေါ့နော်ကျွန်တော်ရောင်းချမဲ့ဈေးက2သိန်းနဲ့မှ1000ကျပ်ဖြစ်တယ်ဟုတ်ပြီဒီကောင်ကကျွန်တော် define product ကနေဖြန့်ချီတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေမျိုးဆယ်နည်းနည်းဆိုင်တိုင်းမှာလည်းကျွန်တော်တို့ကအာမကန်6လနဲ့ကျွန်တော်တို့ရောင်းချနေတာဖြစ်တယ်ဟုတ်နော်ရောင်းချတဲ့ဆိုင်တွေမှာလည်းကျွန်တော်တို့ Randy ကို6လဟိုပေးတာဖြစ်တယ် user fault မဟုတ်ဘူးစက်ရုံ error ဆိုရင်ကျွန်တော်တို့ကအာမကန်နဲ့အကျုံးဝင်တယ်ကျွန်တော်အမြန်ဆုံးဝန်ဆောင်မှုပြုပြင်ပေးတာဖြစ်ဖြစ်တကယ်တော့ကျွန်တော်တတ်မှတ်ထားတဲ့အကျုံးဝင်လို့ရှိရင်ကျွန်တော်အတစ်တလုံးလဲပေးတာဖြစ်ဖြစ်ဒီစရီအပိုင်းတွေကိုကျွန်တော်တို့ကတွားနေဖြစ်တယ်နောက်တစ်ခုကဒီကောင်က22.4 watt ပေါ့22 watt ဖြစ်တဲ့အတွက်အတွင်း power phone တွေကိုပြန်အားသွင်းမယ်ဆိုရင်လည်း quick chat ရလာမယ်ပေါ့နော်ဟုတ်ပြီဒီကောင်လေးကိုကျွန်တော်တို့ဝယ်ခြင်းလဲဆိုရင်တော့ကျွန်တော်တို့ဘယ်မှာဝယ်လို့ရဆိုင်နိုင်တယ်လို့ဆိုရင်လက်ရှိကတော့ကျွန်တော်ပစ္စည်းကဒီနေ့မှရောက်တာဖြစ်တဲ့အတွက်သူရောက်မိုဘိုင်း55လမ်း111တောက်မှာဝယ်လို့ရရှိနိုင်ကြလို့ဖုန်းဖြစ်စေဟိုနော် Royal ရောက်တဲ့မြို့တိုင်း Royal ပစ္စည်းလက်ခံတဲ့မြို့တိုင်းအောင်လည်းမြန်မာနိုင်ငံတနိုင်ငံလုံးအိမ်ရောက်ငွေချင်နဲ့ပေးဖို့နေတာဖြစ်တယ်တချို့နေတွေကျတော့ကျွန်တော် Royal ကပစ္စည်းပေးဖို့မရဘူးဆိုရင်ကျွန်တော်ကအိမ်ရောက်ငွေချင်နဲ့ပေးလို့မရဘူးပေါ့နော်အဲ့ချက်လေးရှိတယ်တကယ်တော့ကျွန်တော်လက်လီလက်ကားဝယ်ယူခြင်းနဲ့ဆိုရင်လက်လီဖုန်း39944800ခွန်ချကိုဆက်သွယ်ရေးဖြစ်စေလက်ကားဖုန်းနံပါတ်399441526969ကိုလည်းဆက်သွယ်ရပါဆိုတဲ့အကြောင်းသတင်းကောင်းပါခြင်းနဲ့The Fine Product ကိုယနေ့30တိုင်ရုံကြည်အားပေးတဲ့မိတ်ဆွေတက်ကိုကျွန်တော် define ကနေအရေးတွေးကောအာမခံမှုဘိုင်းကိုရောကျွန်တော်တို့အမြဲတမ်းကြိုးစားနေရပါဆိုတဲ့အကြောင်းသတင်းကောင်းပါခြင်းနဲ့ကျေးဇူးအများကြီးတင်ပါတယ် define ပါ